မပြတာပဲရှိတယ်တွဲနေတာတော့ကြာပါပြီ ဘာလဲအဖိုးကောင်မလေးလား မဟုတ်ပါဘူးကွာလက်ဥကိုပြောတာ လေးဥဖောက်ရှင်လို့လို့စားကြပါဦးတဲ့ကောင်းတယ်လို့စားကြည့်ကတ်ထုတ်အဲ့ဒီယူဆွာလာအဲ့ကောင်မလေးရောင်းမရုပ်တဲ့အဲ့လေကျေးဇူးပါဆိုထားခဲ့တွေ့ရတယ်ထက်အဲ့သုံးသားရုပ်မလားလို့စားတယ်သုံးသားစားရဦးတဲ့ကြောက်တယ်တဲ့ကြောက်ရမယ်သုံးသားဟုတ်ဘူးလို့ကောင်းတယ်လေအဲ့သုံးသား ကြောက်မဲ့စမမဟုတ်လို့ပြောခဲ့တာ သုံးသားအပေါ်ကသုံးသားလို့ဟဲ့မဟုတ်ဘာမောဘာမောအဲ့သုံးသား မဟုတ်လေကြောက်မဲ့စမှုစားဘယ်လိုဟာလဲ နားလို့ပြော အဲ့လိုပြမဟုတ်လား ဘာဆိုလားပြောတာ သမှုသားကိုကြောက်ရတယ် စမှုသားကြောက်ရတယ်လို့ပြောတာတဲ့ ကြောက်စားရဲဦးတဲ့ အာ အဲ့နဲ့ကြောက်မယ်သမှုသားမစားရတဲ့သမှုသားအဲ့လေယူထားချအေးမောင် ဒီလုံးမကြော်ရီနှောက်ကြောကိုဓာတ်နဲ့ထိုးမှဆိုလို့ရှင်ကော့ပေးမိတာနှုတ်ပါစို့သွားတယ်